မအေးတွေအရှုပ်တော်ပုံနောက်ွယ်တာလူများစုမတိတဲ့အချက်တွေကိုပြောမယ်ဗီဒီယိုလေးအစာဆုံးကြည့်သွားဆိုရောမအေးတွေ fruit blogger ကို reflect 3ခုဘယ်လိုရှာမဆိုတော့တိတိကျကျသိသွားမှာဖြစ်တယ်ကဘာလက်အမေရိကန်အချစ်ပညာရှင် channel ကကျဆိုပါတယ်ဘယ်နေရာရှိကိုမအောက်မှာရေးတာပါ TikTok မှာအတိုင်း fan ပြန့်သွားအရန်နာမည်ကြီးသွားတယ်ပရိသတ်တင်းချီရှိရဲ့ food blogger မအေးတွေနဲ့ဦးနေလေးအောင်ဆိုတဲ့အမျိုးသား sponsor ကိစ္စတန်ရန်တကြီးယူပြီးတော့တန်ရန်တကြီးပြန်မပေးတဲ့အတွက်ကြောင့်ပြဿနာတွေတက်ခေါ်ပါဒီအဖြစ်ပြက်ကိုတည်ရရှိပါလားရှိရဆိုရင်ရေးထားပါဗီဒီယိုလေးကို share ထားတယ်ပါဘာဖြစ်တာလဲဆိုတော့မအေးတွေဆိုရဲစင်ကာမခလေးမေကဦးနေလေးအောင်ဆိုရဲအမျိုးသားစီကပတ်စံ3000ကျော်ယူထားတယ် US ဒေါ်လာအနေနဲ့ဆိုတော့2000ခွဲပေါ့အမေရိကန်ကရှိရလူတွေဆရာတို့မီနန်နာတွေအတွက်တော့2000ခွဲဆိုတော့ဘယ်လောက်မှမရှိဘူးဒါပေမဲ့မြန်မာပြည်မှာဆို2000ခွဲဆိုတာ3-5နှစ်တော့ရှားတယ်เนาะဒါနဲ့10နှစ်ရှားမှာရကြပါရတာအဲ့တော့အဲ့3000ချူစားသွားပါချူစားပြီးတော့တန်တကြီးပြန်ပေးတော့ကြောင့်ပြဿနာတက်တာဘယ်လိုဖြစ်တာလဲဆိုတော့စချင်းကအဲ့အမျိုးသမီးနဲ့သူ့အရင်ယောက်ျားနဲ့ကွဲတဲ့အချိန်မှာအဲ့ဆောအဖိုးကြီးကကူညီပေးတယ်ခလေးကိုသူ့စီပါလာကူညီပေးတဲ့တဘောမှရှိအဲ့လိုနီးနဲ့ပတ်စံနေအများကြီးပါသွားတာပေါ့အဲ့လိုကူညီပေးတော့ရင်းနှီးသွားတယ်ရင်းနှီးသွားအဲ့အဖိုးကြီးကအဲ့အမျိုးသမီးနဲ့အဲ့ချိန်နဲ့အဲ့ချိန်အတွက်ကြောင့်အဲ့အမျိုးသမီးရတယ်အဖိုးကြီးစီကပတ်စံကိုချူစားတယ်ချူစားတယ်ဟိုတယ်သွားဆိုသူ့လူတွေတီးတယ်မယ်သူကနာမည်ကြီးရဲ့အတွက်ကြောင့်လူတွေတီးတယ်မယ်အဲ့အကြောင့်ကားလေးဝယ်ပေးပါ300ပေါ့300ကားလေးဝယ်ပေးတာကားထဲမှာဆိုအဆင်ပြေတာပေါ့အဲ့အဖိုးရဝယ်ပေးတယ်ဒါပေမဲ့ကောင်းကောင်းမစားဘူးသူပါလေပြီးသွားရင်တေးရှင်စာစားရင်တညကို300ပေးအဲ့လိုမျိုးပေါ့300ပေးသူ3ခါလောက်ပဲပေးတယ်သူပါနော်300ပေးဆို300ဈေးအရန်ကြည့်ရမတန်တဆတောင်းတာနော်မတန်တဆတောင်းရပြေဒိန်နေတယ်နေရဘလို့လိန်လဲဆိုတော့330ပေးပါ330ပေးတယ်ဆိုရင်ခီးထွက်ဖို့အတွက်330ပေးခီးသွားပြီးပြန်လာရင်ကြိတ်တော့ကျွေးမယ်ပေါ့သူကလေရဖြစ်ချင်တော့ခီးထွက်တယ်ဆိုတော့သူတယောက်ထွက်တာမဟုတ်သူနောက်လေရီးစားနဲ့ထွက်တာအဲ့နောက်လေကမသိဘူးအဲ့အဖိုးရဲ့ဒေါ်ရထွက်တာပေါ့လောကကြီးမှာမှတ်တာယောက်ျားလေးကခေါင်းဆောင်မိန်းကလေးကနောက်လိုက်မိန်းကလေးကအားကိုးရှာနေတာအဲ့ရောဘာနဲ့တူလဲခေါင်းဆောင်ဘာနဲ့တူလဲအလုတ်ရှင်နဲ့တူတယ်နော်မိန်းကလေးကအလုတ်ရှာနေတဲ့လူတွေတူတယ်အဲ့ရောအလုတ်ရှင်မှာအလုတ်လုပ်နေဆိုရင်အလုတ်ရှင်ရဲ့ပတ်စံယူထားဆိုရင်အဲ့အလုတ်သမားအလုတ်ရှင်ပေးရဲ့ပတ်စံကိုအလုတ်ရှင်30ရင်နေအောင်ပဲတုံးရမယ်တခြားနေမှာတုံးဖြစ်အခုကနောက်ယောက်ျားနဲ့ဖြစ်ဖို့အတွက်ကိုသူကပတ်စံကယူသွားတယ်ယူသွားတော့အဲ့ဒေါ်လာထွက်တာပေါ့ဘာနဲ့တူလဲဆိုတော့မိန်းမကယောက်ျားကအဲ့ရတဲ့မှာတခြားမိန်းမခေါ်လာပြီးတော့အတူတူအိတ်လာတယ်အတူတူပဲနော်မလေးစားတဲ့ပုံပဲကိုယ့်ပတ်စံယူပြီးတော့တခြားယောက်ျားတွေတော့အိတ်တယ်ဆိုတော့မလေးစားဘူးဆိုတော့ယောက်ျားကလည်းနွားကြီးဖြစ်တော့ဘာကြောင့်လဲသူ့မိန်းမကတခြားဒီလူစီစပွန်ဆာယူထားတယ်ယူထားပြီးတော့အဲ့ပတ်စံနဲ့စားနေတာဆိုတော့ယောက်ျားတိတ်ခါကြပေါ့ယောက်ျားမိန်းမထမင်းသားခိုစားရတယ်မကဘူးနော်အဲ့မိန်းမကလည်းတခြားလူစီပတ်စံယူတာပို့ပြီးတော့တိတ်ခါကြနော်အစုံကြီးကြည့်သွားရင်ဆိုရင်ဘသူမှန်တယ်ဘသူမားတယ်ဘသူတာတယ်ဆိုတာဒါတိကျကျတိသွားမှာဖြစ်တယ်အဲ့တော့ဒီလိုမျိုးအရှုပ်တော်ပေါ်နေနောက်ပိုင်းကျပိုပေါ်လာနိုင်မယ်နော်ဒါမပြီးတော့ဒါမျိုးရဲ့အချစ်ပညာကောင်းတက်ချင်ဆိုရင်ဒီ channel ကို subscribe လုပ်တာပါအဓိကတော့ reference 3ခုပါတယ်နော်မိမပြတ် reference 3ခုပါတယ်ဆိုတော့နံပါတ်3ကခလေးမေဖြစ်တာစင်ကမောင်းဖြစ်ဖို့ဆိုတာတော်တော်အတုံးမကြမှာတော်တော်ဖြစ်တာဘာကြောင့်လဲဆိုတော့တခြားစကြည့်ယောက်ျားမယူခင်သူ့မှာယောက်ျားကိုယူဖို့အတွက်အချိန်အများရှိအတုံးမကြယောက်ျားတွားယူရတဲ့အတွက်ကြောင့်ကွဲရမှာဆိုရင်အဲ့မိမရွေးတာမတော်တဲ့အတွက်ကြောင့်ပြီးတော့ရင်โอเคကွဲဝါရဆိုတာကယောက်ျားမိန်းကလေးရဲ့တန်ဖိုးကအဓိကပါယောက်ျားလေးကိုထိန်းထားမယ်တန်ဖိုးယောက်ျားလေးကိုထိန်းထားတယ်ဆိုရင်မိန်းအမေမှာတန်ဖိုးရှိတယ်အဲ့ယောက်ျားလေးကဘလောက်အဆင့်တန်းဆိုမူတရားပေါ့လေအဆင့်တန်းမြင့်မြင့်ဥပမာကဘာလက်အမေရိကန်မီနန်နာကိုထိန်းထားတယ်ဆိုရင်အဲ့မိန်းမအရေးချင်းရှိလို့ပဲမှတ်ထားယောက်ျားလေးကမိန်းမများများရလေလေအရေးချင်းရှိလေလေမိန်းမများများရလေလေဘာကြောင့်လဲမိန်းမရမှုဆိုတာကယောက်ျားလေးကတစ်ခုပေးရတယ်နော်၄ခုရှိရအဲ့၄ခုကဘာလဲ M ဆိုတာက money ပတ်စံ
နောက်တစ်ခုက E energy ပေးရတယ် energy ပြီးတော့ A attention ပေးရတယ် attention ပြီးတော့ T ဆို time ပေးရတယ်ဒီလေးခုပေးတော့မှမိန်းမရတာအဲ့တော့မိန်းမအများကြီးရဆိုတာဒီယောက်ျားအရန်တော်ရတော့ကြောင့်အဲ့လေးခုရှိရတဲ့အတွက်ကြောင့်မိန်းမအများကြီးရမိန်းမယောက်ျားအများကြီးနဲ့ဖြစ်တယ်ဆိုတာအထိန်တဲ့မှုမရှိရတဲ့ကြောင့်ဘာကြောင့်လဲဆိုတော့မိန်းမဘာမှပေးစရာမလိုယောက်ျားရောက်ဖို့အတွက်မိန်းမကသူ့စီမှာ message တွေလာမယ်အေး coffee တောက်မလားပြောလိုက်ဆိုထွက်သွားမယ်ဆိုရင်ဖောက်ပြန်ဖို့လွယ်တယ်ဖောက်ပြန်တာမိန်းမကိုယောက်ျားဖောက်ပြန်တယ်ဒါပေမဲ့ဖောက်ပြန်ဖို့လွယ်တာဘယ်ဟာလွယ်လဲမိန်းမလွယ်တယ်ဘာကြောင့်လဲယောက်ျားကိုကတင်းတင်းချာကိုကိုကြက်အောင်ကောင်မလေးကိုဆွဲဆောင်ရတယ်အချိန်အများ effort ထုတ်ရတယ်မိန်းမကြောင့် effort ထုတ်စရာမလိုဘူးတပ်ပေါ်ရေးထားလိုက်တင်လာမယ်ရင်သားပေါ်လာလေးတင်လာမယ်ဟိုကပေါ်ဒီကပေါ်တင်လာမယ်ယောက်ျားတွေက message ပို့ပြီးပြီးတော့ပတ်စံ offer လုပ်ပြီးငါနဲ့အတူတူတောင်းမလား coffee တောက်မလားအရက်တောက်မလားဘာတောက်မလားပတ်စံပေးမယ် offer အများကြီးလားအဲကြောင့်မိန်းမယောက်ျားများများနဲ့အိမ်မယ်ပတ်စံရှာတယ်ဆိုရင်ချမ်းသာလာအဲကြောင့်ကိုလုံးနဲ့ပတ်စံရှာရင်မိန်းမတွေကိုလူတွေမလေးစားဘာကြောင့်လဲအရန်လွယ်တဲ့အတွက်ကြောင့်နော်တကယ်သူလုပ်ငန်းဝင်ရတော့သူ့ပညာနဲ့သူ့ပေါ့လေဒါပေမဲ့လည်းပြောချင်တယ်ကွာမိန်းမတွေကယောက်ျားတွေအများကြီးတဲ့ဖြစ်ဖို့ဆိုရင်ဘာမှ effort ထုတ်စရာမလိုယောက်ျားတွေကမိန်းမအများကြီးတဲ့ဖြစ်ဖို့ဆိုရင်အများကြီးစူးစမ်းရတယ်အဲ့ဒါကြောင့်ယောက်ျားမိန်းမတူပဲဆိုမိန်းမလာပြောမိန်းမပြက်လာပြောကုန်းမမှာလေအော်ကျမတို့ကြောင့်အပြိုစင်စစ်ပေါ်ကထိန်းထားရမယ်ရှင်ဦးကြောင့်ဖြစ်ချင်တဲ့ယောက်ျားမိန်းမလည်းဖြစ်မယ်အဲ့လိုရတာမတူဘူးယောက်ျားနဲ့မိန်းမမတူဘူးယောက်ျားဆိုအရေးချင်းရှိမှအများကြီးရတာမိန်းမဆိုတာအရေးချင်းမရှိတဲ့အတွက်ကြောင့်ထိန်းသိမ်းမှုမရှိတဲ့အတွက်ကြောင့်အများကြီးလည်းဖြစ်တာမိန်းမအရေးချင်းပါအရန်တော်တဲ့ယောက်ျားကိုဆွဲဆောင်နေပြီးတော့ထိန်းထားနိုင်တာအဲ့ယောက်ျားကိုကိုယ်ဘက်ကနေမထွက်တော့ထိန်းထားနိုင်မိန်းမအရေးချင်းအများမှာတယောက်တည်းဖြစ်ပြီးတော့သူရွေးရတော်တယ်တယောက်တည်းပဲရွေးတယ်ပြီးတော့အဲ့ယောက်ျားကိုထိန်းထားနိုင်တယ်အဲ့ဒါမှတကယ်မိန်းမကောင်းမိန်းမတော်အဲ့တော့ red flag နံပါတ်3ရပါတယ်ဆို single mom ဖြစ်တာ single mom ဆိုတာဒါ red flag ပဲသူ့ရဲ့ဆုံးဖြတ်ချက်မှားလို့ပဲဖြစ်စေပြီးတော့ तू ကတန်မိုးမရှိတော့အဲ့ယောက်ျား तू မထိန်ချင်ဘူးပြစ်ချင်လို့ဆိုပြစ်သွားတာအဲ့ဒါ single mom ဖြစ်သွားတာအဲ့ဒါ red flag နံပါတ်3ပဲ red flag နံပါတ်2ကပါလဲဆိုတော့နော်တန်ကြီးတန်ဖိုးပြန်မပေးတာအဲ့အဖိုးကြီးဆရာပတ်ဆိုင်များယူလာတယ် तू ကတန်ကြီးပေးမယ်ပျော်ရွှင်လုပ်မယ်အဖိုးကြီးကိုလိုချင်တော့ပေးစားမှဆိုရင်ဒီပြဿနာတက်လာကြအကြောင်းလုံးဝမရှိဘူးနော်အဲ့ reference number 2မိန်းမတွေကတချို့မိန်းမတွေကအယူပဲရှိအပေးမရှိအဲ့ဒါကြောင့်ညီလေးတို့အမြဲမှတ်တာမိန်းမကိုပေးတော့မယ်ဆိုဒီမိန်းမစဉ်းစားဒီမိန်းမကိုလေးစားလားကိုစကားနားထောင်တာနော်အဲ့ဒါဆိုရင်ပေးရတန်းတယ်အခုကဒီမိန်းမအဖိုးကြီးမချစ်တဲ့အတွက်ကြောင့်ပတ်စံပိုတောင်းတယ်ဟိုကောင်ကျတော့အလကားစားရတယ်စဉ်းစားနော်သူ့ရီးစားကြတော့330ဟိုတယ်လေးအဖိုးကြီးပတ်စံနဲ့ယူပြီးတော့330လေးနဲ့ခီးရောထွက်အလကားစားရတယ်နော်မိန်းမချစ်တဲ့ယောက်ျားဆိုရင်အလကားပေးတယ်မချစ်တဲ့ယောက်ျားဆိုရင်ပတ်စံအများကြီးတောင်းတယ်အရန်ကွာပါတွေ့လားအရန်ကွာပါ1000ယောက်ျားဆိုမလေးမစားဆက်ဆံနဲ့ဆဲတာမရှိအကုန်ရှိတယ်ဟိုကောင်ကျတော့ချစ်တဲ့အတွက်ကြောင့်အလကားပေးတယ်နော်အဲ့ဒါအများမှာတန်ချင်းမပေးတဲ့မိန်းမလားဒါ red flag ပဲကိုကယူရင်တန်ကြီးပေးရမှာတောင်းရှိအမြဲတမ်းမှသူကပြောတယ်မငင်းရဖြစ်တာအဲ့လိုမျိုးငင်းခံနေမငင်းရဖြစ်မယ်ဆိုတော့ပြီးတော့သူမငင်းရတော့မှသူကတိုက်ခံနေတာအမှန်ကမငင်းရဖြစ်တာရှက်စရာမဟုတ်ဘူးယူပြီးတော့တန်ကြီးပြန်မပေးရရှက်စရာအမြဲတမ်းမှတာနော်အမြဲတမ်းမှတာနော်ဆရာဆိုတာမီနနာတရချင်းအများရှိတယ်တထေးအများရှိကြည့်ရပါဘီနနာမိမအများရှိရပဲဒါပေမဲ့သူဆိုတာပါဇက်တက်တနာကြီးထွက်လာမရှိဘာကြောင့်ဆိုအပေးကြီးမျှနေတာဟုတ်မိမရဲ့ကြိတ်တော့ပေးတယ်ဘီနနာမီနနာတွေရတယ်အဲမယားကြီးတဲ့တိတယ်ညီတို့တခုတိတာမှာမယားကြီးကစောမင်းငယ်ရှာတာကိုတိရခွင့်ပြုရဆိုတာအဆင်ပြေတယ်နော်မတိပဲနဲ့လှုပ်တယ်ဆိုတာမကောင်းဒါဖောက်ပြန်တာနော်မှန်လားနှစ်မှုတဘောတူရမယ်နှစ်မှုတဘောတူလှုပ်တယ်ဆိုရင်စဉ်းစားမရှိဘူးနော်ဘယ်လိုပဲဖြစ်အိမ်တော်ပြုတ်ပြီးွားရင်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုမိမမဖြည့်ဆည်းပေးတာရှိမှာပဲအဲ့ဒါဆိုအကယ်၍အပြင်မှာ small လေးထားထားမယ်ဆိုရင်အိမ်တော်လေးပို့တာရမယ်ဆိုရင် small လေးထားလို့ရတယ်သုံးတဘောတူရဆိုစဉ်းစားမရှိဘူးဘယ်တော့မှခိုးမစားနဲ့နော်အဲ့ဒါအရေးကြီးအဲ့တန်ကြီးမပေးရတာ reference number 2 reference number 1ပါnumber 1ပါဆိုလိန်တာပဲနော်အဖိုးရလိန်တယ်ဆိုတာသူများပတ်စံယူတာဆိုတာတိတ် letterless ချလှုပ်စားတာ
လှုပ်ရှားဆိုတာဒါလိန်လာပဲစဉ်းစားကြည့်သူအဖိုးကြီးကိုဒီလိုလိန်ရဲ့တက်တိရှိရဆိုရင်ကိုယ်မချစ်တော့ဆိုရင်တစ်ချိန်ကျရင်ကိုယ်ဝယ်လိန်ပါပဲနော်တစ်ချိန်ကျရင်လိန်ပါမယ်အဲ့တော့စဉ်းစားအခုချိန်မှာချစ်တဲ့အတွက်ကြောင့်အလကားပေးမယ်နောက်ပိုင်းကျမချစ်တော့အခါကျရင်ကိုယ်လိန်ပါပဲဖောက်ပြန်ပါပဲထပ်ပြီးတော့အမြဲတမ်းမှတ်တာပါနော်ဒီ reference 3ခုအရေးကြီးတယ်ပြီးသွားရင်တိထားမှာလားဒီလိုမျိုးပတ်ဆက်ဝင်တဲ့ဝယ်လို့ရတဲ့မိန်းမဆိုတာလည်းဘယ်တော့မှတစ္ဆာရှိမှာမဟုတ်ပတ်ဆက်နဲ့ဝယ်လို့ရမိန်းမဆိုဘယ်တော့မှတစ္ဆာရှိမှာမဟုတ်အရေးကြီးပါတယ်တော့အဖိုးကြီးလိုတယ်အဖိုးကြီးဘာလိုလဲဆိုတော့သူ့အမျိုးသားတွေပါဖြစ်တတ်ပါတယ်လားအဖိုးကြီးကဒါ example ပေးတာပါနော်အမျိုးသားတွေဖြစ်တဲ့အမျိုးသမီးဖြစ်တဲ့အမျိုးသမီးတွေကအဲ့ဒါအမှားလုပ်တယ်အမျိုးသားတွေပါလဲဆိုကိုယ်လေးစားပြီးတော့သူ့ကိုမလေးစားတဲ့မိန်းမတွေကိုပတ်စံအများကြီးပေးတယ်ကိုယ်မချစ်တဲ့မိန်းမတွေကိုထောက်ပံ့တယ်တနည်းကြရမလားဆိုတာယောက်ျားတွေလုပ်ရအမှားကြီးဘယ်တော့မှမလုပ်နဲ့ထောက်ပံ့တယ်ဆိုတာကိုယ်လေးစားပြီးချစ်ခင်တဲ့မိန်းမမှာထောက်ပံ့ပါနော်ဒီ reference 3ခုပါအရေးကြီးပါတယ်တခြား reference တွေပါရှိပါမယ်ကိုမောင်မှာရေးလာတာပါ share လုပ်ထားပါ subscribe လုပ်ထားပါ